Pacific သမုဒ္ဒရာတောင်ပိုင်း Oceania ဒေသမှာတည်ရှိပြီးတဘာဝအလှအပတွေသမိုင်းကြောင်းတွေပြည့်နှက်နေတဲ့ Solomon ကျွန်းစုနိုင်ငံ Solomon Islands အကြောင်းကိုရှင်းပြပေးပါမယ်။ဒီနိုင်ငံဟာကျွန်းကြီး6ကျွန်းနဲ့တခြားကျွန်းငယ်ပေါင်း9000ကျော်နဲ့ဖွဲ့စည်းထားတဲ့ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီအခြေခံအချက်အလက်များမြို့တော်ဟာ Honiara Guaracan ကျွန်းပေါ်မှာတည်ရှိပါတယ်။ဘာသာစကားဟာအင်္ဂလိပ်လိုရုံးသုံးထည့်ပြီးမြဲလူအများစုဟာ Pidgin ဘာသာစကားနဲ့ဒေသခံဘာသာစကား80ကျော်ကိုပြောဆိုကြပါတယ်။ငွေကြေးဟာ Solomon ကျွန်းစုဒေါ်လာ SBD ဖြစ်ပါတယ်။အုပ်ချုပ်ရေးဟာ Britain ဘုရင်ကိုနိုင်ငံတော်အကြီးအကဲအဖြစ်အတိအမှတ်ပြုထားတဲ့စီးမြင့်ခံဘုရင်စနစ်ဖြစ်ပါတယ်။နဲ့ဒုတိယကမ္ဘာသမိုင်းကြောင်း Solomon ကျွန်းစုဟာဒုတိယကမ္ဘာအတွင်းကဂျပန်နဲ့မဟာမိတ်တပ်တွေကြားအလွန်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။ Guadalquivir Campaign ဒါဟာစစ်ပွဲရဲ့အလှည့်အပြောင်းဖြစ်တဲ့နာမည်ကျော်တိုက်ပွဲကြီးဖြစ်ပါတယ်။ Iron Bottom Sound Honiara မြို့အနီးကပြင်လယ်အော်ဟာစစ်အတွင်းကနစ်မြုပ်ခဲ့တဲ့သင်္ဘောနဲ့လေရင်ပြက်ပေါင်းများစွာရှိနေတာကြောင့်ရင်းငုတ်ဝါသနာရှင်တွေအတွက်ကမ္ဘာကျော်တဲ့နေရာတစ်ခုဖြစ်လာပါတယ်။၃တဘာဝပတ်ဝန်းကျင်နဲ့ခရီးတွားလုပ်ငန်းတန်တာကျွန်းမြို့ညမ်းနဲ့ရေငုတ်ချင်းကမ္ဘာအဆင့်မီတန်တာကျွန်းနှန်းတွေရှိပြီးရေအောက်အလှအပကြည့်ရှုသူတွေအတွက်ပါရာဒီတူတစ်ခုပါအပူပိုင်းမိုးတစ်တော်ဟာနိုင်ငံရဲ့အစိတ်ပိုင်းအတော်များများဟာထူထပ်တဲ့တစ်တော်တွေနဲ့ဖုံးလွှမ်းနေပြီးရှားပါးငတ်မျိုးစိတ်တွေနဲ့တောရိုင်တရိတ်ဆိုင်တွေနေထိုင်ကြပါတယ်။ Marovo Lagoonကမ္ဘာအကြီးဆုံးစားငံရေအိုင်ကြီးတွေကတစ်ခုဖြစ်ပြီး UNESCO အမွေအနှစ်အဖြစ်အဆိုပြုခံထားတာဖြစ်ပါတယ်။စီးပွားရေးတစ်ထုလုပ်ငန်းဟာနိုင်ငံရဲ့အဓိကဝင်ငွေဖြစ်ပါတယ်။ဒါအပြင်ငါးကားလုပ်ငန်းအထူးသဖြင့်ငါးဒေတာစိုက်ပျိုးရေးကိုအုံးစီနဲ့ရွှေတူးဖော်ရေးတို့ကလည်းအရေးပါပါတယ်။စိန်ခေါ်မှုနိုင်ငံဟာတဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ဆူနာမီမြင်းကလားနဲ့ယာဒီဥတုပြောင်းလဲမှုပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုတန်းကိုခံစားနေရတာဖြစ်ပါတယ်။ယဉ်ကျေးမှုနဲ့ဓလေ့ထုံစံSolomon ကျွန်းစုသားတွေဟာမီလန်နီရှားလူမျိုးစုတွေဖြစ်ကြပါတယ်။ One Talk စနစ်ဟာသူတို့ရဲ့ထူးခြားတဲ့လူမှုစနစ်ဖြစ်ပြီးဆွေမျိုးသားချင်းနဲ့စကားတူပြောသူအချင်းချင်းတဦးကိုတဦးကူညီရမယ်ဆိုတဲ့အစဉ်လာဖြစ်ပါတယ်။ Shell Money ဟာအချို့ကျွန်းတွေမှာခရုခွင်တွေနဲ့လှုပ်ထားတဲ့ခရုခွင်ငွေတွေကိုရိုးရာမင်္ဂလာဆောင်တွေနဲ့အရေးကြီးတဲ့အခမ်းအနားတွေမှာယနေ့တိုင်တန်ဖိုးရှိစွာအသုံးပြုနေကြဆဲဖြစ်ပါတယ်။စိတ်ဝင်စားစရာသူ့အချက်အလက်များရွှေရောင်စရင်ရှိတဲ့လူမဲတွေSolomon ကျွန်းစုကကလေးအချို့မှာအသားရောင်ကမဲပေမဲ့စပင်ကတဘာဝအတိုင်းရွှေရောင်ပေါက်နေတာကိုတွေ့ရတတ်ပါတယ်။ဒါဟာဥရောပသားတွေနဲ့သွေးနှုတ်လို့မဟုတ်ပဲသူတို့စီမှာရှိတဲ့ထူးခြားတဲ့မျိုးဗီချင်းတစ်ခုကြောင့်ဖြစ်ပါတယ်။ Kennedy Island American သမ္မတ John F Kennedy ဟာဒုတိယကမ္ဘာအတွင်းကသူစီးတဲ့လွေနစ်မြုပ်သွားတုန်းကဒီကျွန်းစုတွေကကျွန်းလေးတစ်ခုမှာထောင်သိမ်းခဲ့ထူတာဖြစ်ပါတယ်။